ဒီနေ့ပြောမယ့်ဥစ္စာဒီခြေတော့နာတာခြေတော့နဲ့ပတ်သက်လို့နာတဲ့ဟာဒီအားလုံးအတွက်လုတ်တဲ့ဟာကိုပြောပြဝဂျရာဆန်ဆိုတဲ့ဥစ္စာကဒီလိုထိုင်ရဒူးနှစ်ဖက်စုထားတယ်နောက်ကခြေမနှစ်ခုထိထားတယ်ဒီပုံစံအတိုင်းထိုင်တာဒီပုံစံအတိုင်းထိုင်နေဆိုတဲ့အနေအထားမှာဒီဥစ္စာကထိုင်တာ၃မျိုးရှိတယ်ဒီဒူးနာတဲ့လူတွေအတွက်လည်းအကျိုးပြုတယ်နောက်ပြီးတော့ဒီအသက်ရှူလေ့ကျင့်ကလုတ်တဲ့အချိန်မှာထိုင်ပြီးတော့ဒီပုံစံအတိုင်းထိုင်ပြီးတော့လုတ်ခြင်းအဖြစ်အကျိုးကိုမြန်မြန်ရစေတယ်အစာကျေစေတယ်ကျွန်တော်ဒီယောဂကျင့်တဲ့ထဲမှာဒီသမင်းစားပြီးလုတ်လို့ရတာဒါတစ်ခုပဲရှိတယ်ဒီပြင်ဘာမှလုတ်လို့မရဘူးဒီပုံစံက၃မျိုးထိုင်လို့ရတယ်တစ်မျိုးကဒီခြေထောက်နှစ်ဖက်ကိုဒူးနှစ်ဖက်ကိုလွတ်စုတယ်ခြေမနှစ်ခုထိထားတယ်ခြေဖနှောင်းဘေးကထားတယ်တင်ပါးကိုခြေဖနှောင်းပေါ်မှာတင်ထားတယ်ခါဆန့်ထားတယ်ခေါင်းတဲ့ထားတယ်ခန္ဓာကိုယ်ကိုတင်မထားဘူးခန္ဓာကိုယ်ကိုလျှော့ထားတယ်ဒါဒီပုံစံတိုင်းထိုင်တဲ့ဥစ္စာဒါက၃မျိုးထိုင်လို့ရတယ်ဆိုတဲ့ဥစ္စာဒီပုံစံကိုဒီနောက်ကခြေထောက်နှစ်ဖက်ကို25 စင်တီမီတာကွာမယ်ဒီခြေထောက်ကိုဒီလိုအပြင်ဘေးကိုထုတ်ဒီခြေထောက်ကိုဘေးကိုထုတ်အဲ့ဒီပုံစံနေထားတိုင်းဖင်ကိုအောက်ကိုထိပြီးတော့ထိုင်အကယ်၍ခြေထောက်ကိုကားလို့မရဘူးဆိုရင်အောက်ကိုဖင်မထိဘူးဆိုရင်အောက်မှာခေါင်းပါဝါလေးခံဒါမှမဟုတ်စောင်းထူလေးခံပြီးလို့ရှိရင်အဲ့ဒီပုံစံအတိုင်းထိုင်နိုင်အောင်ကြိုးစားခြေထောက်နှစ်ဖက်ကိုခွာတယ်ဆိုတာ25 စင်တီမီတာ30 စင်တီမီတာဆိုရင်ဒါတစ်ပေပဲတစ်ပေရရင်ကိစ္စမရှိဘူးနည်းနည်းပါးပါးကွာတာအကြောင်းမို့အဲ့ဒီပုံစံအတိုင်းထိုင်အဲ့ဒီထိုင်တဲ့ဥစ္စာကိုသူကဒီကိုနေနိုင်တော့ဥမာ9မိနစ်ရ9မိနစ်ပဲ2မိနစ်ရ2မိနစ်တဖြည်းဖြည်းနဲ့10မိနစ်လောက်ထိထိုင်နိုင်အောင်ကြိုးစားဒီခြေထောက်နာတာနဲ့ပတ်သက်လို့ဘာမှမဖြစ်ဘူးဒူးနာတဲ့ဥစ္စာအတွက်လည်းကင်းတယ်နောက်တစ်မျိုးဒီဗဂျရာဆန်နဲ့ဒီဟာပဲနောက်တစ်မျိုးထိုင်တဲ့ဥစ္စာကဒီနောက်ကခြေမနှစ်ခုသူကလေရှူတာလေထုတ်တာနဲ့ပတ်သက်ပြီးသူကဒီညာဘက်နှာခေါင်းပေါက်ညာဘက်လက်မနဲ့ပိတ်ပြီးတော့ဘယ်ဘက်ကနေဥမာလေကိုအားရှိပါရှူရှိတိုင်းဘယ်လိုရှူရတယ်လဲမှတ်ထားပြီးတော့ခဏလေးနေပြီးမှနောက်တစ်ဘက်ကိုပိတ်ပြီးတော့ညာဘက်ကရှူမယ်ချက်ချင်းသိလိမ့်မယ်တစ်ဖက်ကရှူရတာရှော့ရှူဖြစ်တယ်နောက်တစ်ဘက်ကရှူရတာနည်းနည်းလေးကြက်တယ်ရှူရတာအဲ့ဒီခြောင်တဲ့ဘက်ကဒီပုံစံအတိုင်းပဲထိုင်မှာခြောင်တဲ့ဘက်ကခြီမကိုကြက်တဲ့ဘက်ကခြီမရဲ့အပေါ်မှာထပ်ထားလိုက်တာဒါကတော့လေရှူတာလေဟုတ်တာနဲ့ပတ်သက်တော့ဒီပုံစံအတိုင်းထိုင်နိုင်အောင်ကြိုးစားနောက်တစ်ခုကမန်ဒုတ်အာဆန်ဆိုတဲ့ဥစ္စာကဒီပုံစံအတိုင်းပဲထိုင်တာဒီပုံစံအတိုင်းထိုင်ပြီးလို့ရှိရင်ဘယ်ဘက်လက်ဖွာချက်ပေါ်မှာညာဘက်လက်ဖွာချက်ဘယ်ဘက်လက်အပေါ်မှာဒီပုံစံအတိုင်းထားပြီးတော့နှာခေါင်းကနေလေကိုဝအောင်ရှူတယ်ရှူပြီးရင်နှာခေါင်းကနေပဲလေကိုကိုအောင်ထုတ်ပြီးရင်လေကိုမရှူဘဲနဲ့အောင့်ထားအဲ့ဒီမရှူဘဲနဲ့အောင့်ထားတဲ့အချိန်မှာဒီအောက်ကိုသွားတယ်ဆိုတဲ့အနေထားမှာအောက်ကိုရောက်ရင်ရရင်ရင်ပန်းနဲ့ဒူးနဲ့ထိမရရင်ရတော့ခေါင်းကိုမော့ထားသူကခဏလေးနေခိုင်းတယ်ဒါပေမဲ့တစ်ကနေ15အထိဖြည်းဖြည်းရည်လိုက်ရည်ပြီးလို့ရှိရင်လေကိုရွှင်နဲ့ပြန်လာဒီအပေါ်ရောက်ရင်လေရှူပြီးသားဖြစ်ပြီပြန်ပြီးလေကိုကိုအောင်ထုတ်ပြန်သွားအောက်ကိုရသတိထားဖို့ကခေါင်းကိုငုံမထားနဲ့ခေါင်းကိုမော့ထားအဲ့ဒီပုံစံအတိုင်းနေအဲ့ဒီပုံစံအတိုင်းစိတ်ချမ်းနေတင်းနေ3လေးရည်သွား15လောက်ထိနေလိုက်နေပြီးလေကိုရွှင်နဲ့ပြန်လာ3ချိန်ဒါမှမဟုတ်5ချိန်ကိုနိုင်တဲ့အနေထားကိုပုံမှန်လုပ်သွားနောက်တစ်ခုကဂိုမူခါဆန်ဒီခြေထောက်နာတဲ့အတွက်ပဲညွှန်ထားတာဒီဘယ်ဘက်ခြေထောက်ကိုညာဘက်ဘေးခြေထောက်ကိုဘယ်ဘက်ဘေးဒီဒူးနှစ်ဖက်စလုံးကအတက်နိုင်ဆုံးတစ်ဆင့်လဲဒီခြေထောက်ကိုခန္ဓာကိုယ်ဘေးမှာအတက်နိုင်ဆုံးကတ်ထားတယ်ဘယ်ဘက်ခြေထောက်ကအောက်ဆိုရင်ဘယ်ဘက်လက်ကအောက်ကညာဘက်လက်ကအပေါ်ကသွားပြီးတော့နောက်က
လက်ချင်းနိုင်ချိတ်မချိတ်နိုင်ကိုနိုင်တော့နေဒီအပေါ်သွားတဲ့လက်ကြောင့်မလို့ဒီခေါင်းကြီးကရှေ့ငိုက်တတ်တယ်ခေါင်းမငိုက်နဲ့ခါဆန့်ထားခေါင်းတဲ့တဲ့ထားဒီပုံစံနေထားတိုင်းပုံမှန်သက်ရှင်ရလို့ရှိရင်10မိနစ်အထိနေမရရင်စက္ကန့်30ကိုနိုင်တော့ကိုလုတ်ပြီးပြန်လာပြီးလို့ရှိရင်ခြေတော့ကိုဖယ်ညာပြောင်းညာဘက်ခြေတော့ကိုအောက်ကထားဘယ်ဘက်ခြေတော့ကိုအပေါ်နေထားပြီးလို့ရှိရင်ညာဘက်ခြေတော့အောက်ဆိုရင်ညာဘက်လက်အောက်ပဲဘယ်ဘက်လက်အပေါ်ကနေသွားအဲ့ဒီပုံစံတိုင်းအခုနပုံစံတိုင်းနေဒါကဂုမူခါဆန်နောက်တစ်ခုကယောကမုဒရာဆန်ဒီဥစ္စာကကြတော့ကျွန်တော်တို့ဒီပဏ္မာဆန်နဲ့ထိုင်ရတယ်ပဏ္မာဆန်နဲ့ထိုင်နေဆိုတဲ့အချိန်မှာဒါဘယ်ဘက်ခြေတော့အရင်တင်ညာဘက်ခြေတော့အရင်တင်ရတယ်ဘယ်ခြေတော့အရင်တင်ဒီပုံစံတိုင်းနေပြီးတော့နှာခေါင်းကနေပြီးတော့လေကိုရွှဲနေသွားတယ်ဒီအပေါ်ရောက်ရင်လေရှူပြီးသားဖြစ်ပေတယ်တောက်လျှောက်လေကိုထုတ်ရင်းနဲ့ပြန်လာမယ်ခေါင်းနဲ့လက်နဲ့တပြင်းနဲ့ရရင်နှစ်ဖူးအောက်ကိုထိမယ်မရရင်ရတော့နှစ်ဖူးအောက်ကိုထိလို့မရရင်နှစ်ဖူးနဲ့ကြံခင်းနဲ့အပြန်နေထားမှာရဒါပေမဲ့အောက်ကိုထိလို့ရအောင်ဆိုပြီးတော့ဖင်ကျွမ်းမသွားပြီရရင်နှစ်ဖူးနဲ့ထိမယ်ခေါင်းငုံပြီးငယ်ချင်းနဲ့သွားမထိနဲ့အဲ့ဒီပုံစံနေထားမှာပုံမှန်သက်ရှင်နေစိတ်ချနေတင်းတဲ့သုံးလေးကြီးသွားရရင်စက္ကန့်30လောက်နေနိုင်စေခြင်းနဲ့မရရင်ကိုနိုင်တော့အနေထားကိုနေပြီးတော့ပြန်လာတဖြည်းဖြည်းနဲ့ဒီဥစ္စာကို10မိနစ်လောက်အထိနေနိုင်အောင်ကြိုးစားပြီးတော့3ချိန်လုံးနိုင်အောင်ကြိုးစားဒါလည်းခြေထောက်နာတဲ့အတွက်လုံးဝအဆင်ပြေသွားမယ်နောက်တစ်ခုကအသက်ရှူတာကပ္ပလ်ဘာတိဆိုတဲ့ဥစ္စာလေကိုတစ်ချက်ချင်းမှုတ်ထုတ်အဲ့ဒီလေကိုတစ်ချက်ချင်းမှုတ်ထုတ်တဲ့အနေအထားမှာလေကိုစပြီးတော့လုတ်တဲ့လူ2စက္ကန့်ကိုတစ်ချိန်လုံးလောက်သွား2စက္ကန့်တစ်ချိန်လေကိုထုတ်တဲ့အချိန်မှာဒီနည်းနည်းလေးအားပါတယ်အဲ့ဒီလေကိုထုတ်လိုက်တဲ့အချိန်မှာဘိုက်ကအတွင်းကိုသွားပြီးရိုက်ရမယ်အဲ့ဒီစလုတ်ခါစားမှာတော့အဲ့ဒီလေရှူတာရောလေကိုထုတ်တာရောဘိုက်ချိုက်ဝင်တာရောနှစ်ခုစလုံးအာယုံမထားနဲ့လေထုတ်တာကိုပဲအဓိကထားလေထုတ်တာနီးစနစ်ချရင်ဘိုက်ကသူ့အတူလိုက်လာတယ်အဲ့တော့လေကိုတစ်ချက်ချင်းပဲမုတ်ထုတ်နိုင်အောင်ကြိုးစားစလုတ်ခါစားမှာဥပမာ2စက္ကန့်တစ်ချိန်2စက္ကန့်တစ်ချိန်အဲ့ဒီအနေထားသွား3-4ရက်လောက်နေပြီဆိုရင်1စက္ကန့်တစ်ချိန်လုံးလောက်သွားနိုင်အောင်ကြိုးစား1စက္ကန့်တစ်ချိန်လုံးလောက်ကိုရက်တစ်ပတ်10ရက်လောက်သွားပြီးလို့ရှိရင်တဖြည်းဖြည်း1စက္ကန့်ကို2ချိန်လုံးလောက်သွားနိုင်အောင်ကြိုးစားဒါပေမဲ့အဓိကတော့အဲ့ဒီလေထုတ်တာနီးစနစ်မှန်လို့ရှိရင်ဘိုက်ကသူ့အတူလိုက်လာတယ်ဘိုက်ကိုအာယုံမထားနဲ့ဘိုက်ကိုတမင်ချိုက်ပြီးတော့မသွင်းနဲ့လေကိုပဲအဓိကလေကိုစက္ကန့်နဲ့ထုတ်နိုင်အောင်ပဲကြိုးစားကြံတာလေထုတ်တာနီးစနစ်ကျရင်ဘိုက်ကသူ့အတူလိုက်လာတယ်ကိုကဘာမှလုပ်เสียမလို့အဲ့ဒီဘိုက်ကိုအာယုံလည်းမထားနဲ့တမင်လည်းချိုက်မသွင်းနဲ့ပြီးရင်နောက်တစ်ခုအဲ့ဒီဥစ္စာကိုတရက်ကို9မိနစ်လောက်အခုနကပ္ပလ်ဘာတိပေါ့လေကိုတစ်ချက်ချင်းမုတ်ထုတ်တဲ့ဥစ္စာကိုတရက်ကို9မိနစ်လောက်လုံးဝမနာပဲနဲ့တဖြည်းဖြည်းချင်းတိုးပြီးတော့10မိနစ်15မိနစ်မိနစ်20အဲ့ဒီပုံစံအနေထားကိုလုံးဝမနာပဲနဲ့လုံနိုင်အောင်ကြိုးစားယောဂအကုန်ပြောက်တယ်ဘာယောဂမှဖြစ်ဘူးခြေထောက်နာတယ်ပဲတကုံလုံးအတွက်ကြိုးကြည့်ဘာတစ်ခုမှလုပ်เสียမလို့ဒါတစ်ခုပဲလုံရင်ကိုလုံလောက်တယ်ဒါပေမဲ့15မိနစ်မိနစ်20မနာပဲနဲ့လုံနိုင်ဖို့ဆိုတဲ့ဥစ္စာတော့မလွယ်ဘူးနေ့တိုင်းမကျင့်မဲနဲ့မရဘူးနောက်တစ်ခုကအနုလောမဝေလောမပရဏယဘယ်ဘက်ကရှူမယ်ညာဘက်ကထုံမယ်ဒါလည်းတကုံလုံးကြိုးကြည့်တယ်ညာဘက်ကရှူမယ်ဘယ်ဘက်ကထုံမယ်တော့လုပ်ပြမယ်ဒီညာဘက်နှာခေါင်းပေါက်ကိုပိတ်တဲ့အချိန်မှာညာဘက်လက်မနဲ့ပိတ်ဘယ်ဘက်နှာခေါင်းပေါက်ကိုပိတ်တဲ့အချိန်မှာညာဘက်လက်တကြွယ်လက်သန်းနဲ့ပိတ်မယ်စပြီးတော့လေကိုညာဘက်နှာခေါင်းပေါက်ကိုညာဘက်လက်မနဲ့ပိတ်ပြီးဘယ်ဘက်ကနေပထမလေကိုကိုအောင်ထုတ်မယ်ထုတ်ပြီးရင်ဘယ်ဘက်ကနေစပြီးတော့လေကိုရှူမယ်ညာဘက်ကထုတ်မယ်ညာဘက်ကပြန်ရှူမယ်ဘယ်ဘက်ကထုတ်မယ်တောက်လျှောက်လုပ်မယ်အဲ့ဒီရှူလိုက်တဲ့လေနဲ့သူတို့ခန္ဓာကိုယ်ထဲမှာကောင်းတဲ့အရာတွေဝင်လာပြီဆိုတော့စိတ်ကိုထားလေကိုထုတ်တဲ့အချိန်မှာထုတ်လိုက်တဲ့လေနဲ့သူတို့ခ
ခန္ဓာကိုယ်ထဲကမကောင်းတာတွေအကုန်ပါသွားပြီဆိုရင်စိတ်ကိုထားလုပ်ပြမယ်သေချာကြည့်နားမယ်ဆိုရင်ဘယ်ဘက်ကလေကိုထုတ်ပြီးမှနာဒီဥစ္စာကိုလည်း10မိနစ်15မိနစ်လောက်ကိုလုံးဝမနာပဲနဲ့လုံးနိုင်အောင်စူးစမ်းလေကိုရှူတဲ့အချိန်မှာဒီလိုလှုပ်တာမျိုးတွေလေကိုထုတ်တဲ့အချိန်မှာဒီလိုလှုပ်တာမျိုးတွေလုံးဝမလှုပ်နဲ့ကြောရွတ်ဆန့်ထားခေါင်းတက်တဲ့ထားခန္ဓာကိုယ်ကြီးကိုတင်းမထားနဲ့လေကိုတေးသေးချာချာဝအောင်ရှူတေးသေးချာချာကိုအောင်ထုတ်ဒီဥစ္စာတွေကိုနေ့စဉ်ပုံမှန်လုံးနေခြင်းအပြင်ခင်ဗျားတို့မှာခြေထောက်နာတာတွေပဲလုံးဝမဖြစ်เสียဒီနေ့တော့ဒီလောက်ပါ